စရာကောင်းတဲ့မြင်ကွင်းလေးပါဗျာကိုတမလို့လားနဲ့ဒီလူတွေကပေါ်ပွားလာတဲ့တမလို့လားတွေအောင်မြင်မှုတွေပါဗျာဒီလူရဲ့ဇာအိုးရင်စီးစိမ်တွေကိုဘာပြောမြေကဝဲစောက်ရှောက်နေရဆိုတာတိုင်းဒီပြည်ဒီကဘာဒီကျွန်တော်မဲမဲနှကောင်းနှပေါင်းနေတဲ့တည်ရောဗျာမျိုးပါလာသာသနာအတွက်ပါဝင်နေတဲ့ဓမ္မတမလို့ပြောဗျာလက်ကိုတန်းနေတဲ့သုံးလုံးသားလူလူနေရာကြပါ